အားလုံးပဲမင်္ဂလာပါဗျဒီကနေ့မှာတော့ကျွန်တော်ဒီမင်းအောင်လှိုင်ရဲ့ Standard Army ကနေပြီးတော့မှအလိုရှိဆုံးเนาะကျွန်တော်တော်လှန်ရေးဘက်မှာအားကိုးရဆုံးဖြစ်တဲ့ဗိုလ်ကြီးထက်မြတ်ပေါ့နော်ကျွန်တော် CDM ဗိုလ်ကြီးထက်မြတ်ပါ2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီမင်းအောင်လှိုင်စစ်တပ်ကနေပြီးတော့မှရုံထွက်လာနိုင်ခဲ့တဲ့ CDM ဗိုလ်ကြီးကိုထက်မြတ်ကိုမဟာလာဘက်ကနေပြီးတော့မှကျွန်တော်အလိုရှိဆုံးလူစားဖြစ်တတ်မှတ်ထားကိုခံရပါတယ်နံပါတ်1ပါနံပါတ်1လို့ရှိဆုံးလူစားဆိုရင်လည်းမမပါဘူးကွာအကြောင်းလဲဆိုတော့ကိုထက်မြတ်ကဒီကျော်ဒီဘူကြီးထက်မြတ်ပေါ့နော်ဘူကြီးထက်မြတ်ကတော်လိုင်းရေးဘက်မှာဆိုရင်အားကိုရဆုံးနဲ့ကျော်အားထားရဆုံးလူစားတယောက်ဖြစ်ပါတယ်အဲ့ဒီအတွက်ကိုဒီမင်းအောင်လှိုင်ဘက်ကနေပြောမှာအလူရှိဆုံးအကြောက်ဆုံးဆိုရင်လည်းမမပါဘူးပေါ့နော်ဘူကြီးထက်မြတ်ကိုကြောက်ဆုံးဆိုရင်လည်းမမပါဘူးဒါကြောင့်ဒီကနေ့မှာတော့ဒီမင်းအောင်လှိုင်ရဲ့အလူရှိဆုံးဖြစ်တဲ့စီဒီအမ်ဘူကြီးကိုထက်မြတ်ပြောထားတာလေးတွေကိုကျွန်တော်နဲ့တူreaction လေးလောက်သွားမှာဖြစ်ပါတယ်အခုဟိုဘက်မှာကျွန်တော်တို့ကိုဒါလိုအပ်တယ်ဆိုတဲ့ပုံစံလိုအပ်တယ်ဆိုတာဗျာအလိုရှိတယ်ကျွန်တော်တို့ကိုအသေးရဲအရှင်ရပါဘောเนาะအဲ့လိုမျိုးလောက်ထားတဲ့ဇယင်းတွေရှိတယ်အဲ့ထက်မှာကျွန်တော်ကနံပါတ်1ပြေးနေတယ်နံပါတ်1နေရတယ်เนาะအဲ့တော့ကျွန်တော်တို့အခုလိုမျိုးလုပ်နေရတယ်ဆိုတဲ့ဟာတွေကလည်းပေါ့เนาะဒါစစ်ကောင်စီကအမြဲတမ်းစောင့်ကြည့်ပြီးတော့ပေါ့เนาะကျွန်တော်တို့ကိုဘလို့ပြန်ပြီးတော့လှုပ်ဆောင်ရမလဲဆိုတဲ့ဟာတွေကိုလည်းသူတို့ကအမြဲတမ်းတွေးတောနေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပြောလိုက်တဲ့ဟာတွေထုတ်ဖော်လိုက်တဲ့ဟာတွေဖော်ထုတ်လိုက်တဲ့ဟာတွေထိုးနှက်လိုက်တဲ့ဟာတွေကသူတို့အတွက်ကိုသွားပြီးတော့အထိနာနေတာတွေတွေ့ရတယ်ဗောနော်အခုနောက်ပိုင်းမှာအဲ့လိုမျိုးစုံစမ်းသိရှိရတယ်ဗောနော်အဓိကတော့သူကအဲ့လိုပုံစံမျိုးနဲ့ဒါစင်းရင်းတွေလှုပ်ထားတယ်ပြီးတော့ကျွန်တော်တို့ဆိုသူကဗာလဲဆိုတော့တရားခံပြေးဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ထားတာလုံးဝ CDN တော့မဟုတ်ဘူးဗောနော်စစ်ပြေးဆိုတဲ့ဟာတော့မဟုတ်ဘူးတရားခံပြေးဆိုပြီးတော့လှုပ်ထားတာဗောနော်အသေးရဲအရှင်ရဲဆိုပြီးတော့လှုပ်ထားတာရှိပါတယ်တကယ်လဲနောက်ွယ်မှာကျိုးပန်းနေတဲ့ဟာတွေရှိတယ်ဗောနော်အဲ့လိုပုံစံမျိုးလေးလည်းသိရတယ်ဗောနော်ဒီကောင်နေမလွယ်တော့မလွယ်ဘူးဒီကောင်နေအဲ့တော့အဲ့ဒါကတော့ကျွန်တော်အကြောင်းဗောနော်ပြီးတော့တခြားသောသူတို့လိုအပ်နေတဲ့သူတွေလည်းရှိတယ်ဗောနော်အစင်လိုက်ပုံစံမျိုးတော့ရှိပါလေဗောကိုအကြောင်းကိုပြန်ပြီးတော့သိလာရစုံစမ်းတာဒီကောင်နေအကြောင်းစုံစမ်းတာဗောနော်တက်တက်ထဲမှာတော့ဒီလိုမဟုတ်ဘူးဗောနော်အခုကျတော့ဟိုဘက်ရောက်တဲ့ချိန်မှာမယ်ဝါဖီစားကောင်းတောက်ကောင်းနေစားတယ်လေဘာဖြစ်လဲမင်းတို့စစ်တက်ထဲမှာတော့ငါတို့ကခွေးလိုနွားလိုနေကြရတာခုမှငါတို့လူလိုနေရတာလေမင်းတို့စစ်တက်ထဲကကောင်နေခုလူလိုမနေရဘူးတကယ်တလိမ့်ဆန်လိုနေရတာတလိမ့်ဆန်ဒါတော့ကျွန်တော်တို့သတင်းသမားကျော်မျိုးမင်းပေါ့နော်ကျော်မျိုးမင်းကအခုမှပေါ့နော်ဒီဘူကြီးထက်မြတ်ကတော်လိုင်းရေးဘက်ရောက်သွားမှဝါလာတယ်ဖြိုးလာတယ်ဆိုပြီးမှပြောထားတဲ့ဗီဒီယိုဖိုင်ကိုဘူကြီးထက်မြတ်အနေနဲ့ပြန်လဲပြောမှရှေ့ပထားတာဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်ရအောင်ဗျာဒါပဲရှိတာအဲ့တော့ကျတော့ငါတို့ကရုံထွက်နိုင်ခဲ့တဲ့အတွက်ဂျင်နက်တယ်ရုံထွက်နိုင်ခဲ့ပြီးတော့အခုလိုမျိုးလွတ်လပ်တဲ့ဘဝမျိုးကိုရတာတန်တယ်ဂုံယူတယ်ပေါ့နော်ဒါကြောင့်မင်းတို့မနာလို့လဲမနာလို့ခြင်းစရာဖြစ်တာပေါ့လေနော်ဂျင်နက်တယ်ပေါ့နော်ဒီ CDN အသီးသီးသော CDN တွေပေါ့နော်အကုန်လုံးကပြောမယ်ဆိုရင်အဖိုးတန်တဲ့တန်ဖိုးရှိတဲ့သူတွေဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပါတယ်ပေါ့နော်ကျွန်တော်တို့လည်းတက်နိုင်သလောက်စူးစမ်းပြီးတော့လှုပ်ဆောင်နေကြပါတယ်အခြားသောဒါကျွန်တော်နီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကောပေါ့နော်ကျွန်တော်တို့တက်နိုင်သလောက်လီးနေကျွန်တော်တို့ကူညီပေးနေတာမျိုးတွေလည်းကျွန်တော်တို့ဒီပြောမယ်ဆိုရင်တော့စူးစမ်းနေကြတယ်ပေါ့ဗျာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအခက်အခဲတွေကိုရအောင်ကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ဒါအောင်ပွဲခံမဲ့နေ့ကိုမျှော်လင့်နေကြတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တာဝန်ရှိတဲ့လူကြီးအနေနဲ့လည်းဒီလိုမျိုးဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲ့တော့ဟိုဘက်ကကောင်တွေကလည်းဗာပြောလဲဆိုတော့ဒီ120တန်းကိစ္စကိုမျှော်မနေနဲ့ပေါ့နော်မင်းတို့ဘယ်တော့မှလည်းရမှာမဟုတ်ဘူးဘာဖြစ်လဲညာဖြစ်တယ်နဲ့ပြောကြရရှိတယ်ဒီဟာကိုမျှော်လဲမမျှော်ဘူးမျှော်လဲမမျှော်မျှော်စရာလည်းမလိုဘူးဒီလိုမျိုးမလာတာတောင်မှဒီလိုမျိုးမပေးတာတောင်မှလည်းဘာမှမဖြစ်ဘူးပေါ့နော်တော်လိုင်းကဒီနေ့ဒီချိန်ထိရောက်လာခဲ့ဒီဟာတွေမပေးလာခဲ့ဘူးလက်ထဲကိုမရောက်လာခဲ့ဘူးအထောက်ပံ့နေနဲ့မရလာခဲ့ဘူးဆိုရင်တော့မှပဲဒီတော်လိုင်းကဆက်ရှိနေဦးမှာဒီတော်လိုင်းကဆက်တိုင်နေဦးမှာပေါ့နော်အဓိကတော့မင်းတို့စစ်ကောင်စီစစ်သားတွေကိုဆက်ပြီးတော့အမျိုးဖြုတ်နေဦးမှာပဲဒါရှင်းရှင်းပြောတာပေါ့နော်အဲ့တော့โอเคဒါကတော့ဘူကြီးထက်မြတ်ပြောသွားတာလေးပဲဖြစ်ပါတယ်เนาะဘူကြီးထက်မြတ်ကဒီတော်လိုင်းရေးမှာဆိုလို့ချင်းအားကိုရဆုံးနဲ့လေးထားရတဲ့ပုံကူတူဖြစ်ပါတယ်ပြီးတော့လက်ရှိအခြေအနေမှာဆိုလို့ချင်းမင်းအောင်လှိုင်ကလူရှိဆုံးစိတ်ရင်းဝင်နေရာမှာနံပါတ်1နေရာမှာယူထားတဲ့CDN တူလည်းဖြစ်ပါတယ်အရန်ထဲမှာလေးစားအားချရပါတယ်เนาะ